အစင်မပြေသူလေးရေဒီလိုပါကိုဟာအထမ်းသမားတစ်ယောက်လိုဖြစ်နေလို့ဆိုပေသည့်လူတိုင်းဟာသူ့အထွာနဲ့သူလေးလံသူတွေကြီးပါအသားအရေးရော့ရဲကြလာတာအလှမပြင်းနိုင်တာမှန်ဘလောက်ကြည့်ကြည့်ကိုပြန်မမြင်ရတော့တာအစင်မပြေသူလေးရေဒီလိုပါဖြစ်ချင်တိုင်းမဖြစ်တာသပင်တွေကျွတ်တာလက်ပြက်ကြီးခွေးချီလာတာစိတ်ရှုပ်လိုက်တာကို့မှာပတ်စံအိမ်မရှိဘူးပတ်စံအိတ်ထဲကိုထဲဖို့ကိုပြန်ကြည့်ဖို့မှတ်ပုံတင်ဓာတ်ပုံမရှိဘူးလူတစ်ယောက်ကိုဘလောက်ထိချစ်နိုင်မလဲမသိဘူးတခါတလေစိတ်ပြေလက်ပြောက်လမ်းဘေးပလက်ဖောင်းလေးပေါ်လမ်းလျှောက်ချင်လိုက်တာအာတိုဆေးများမရှိတော့ဘူးလားငွေကြေးစနစ်တွေနိုင်ငံရေးစနစ်တွေရေခဲမုတ်စားလဲကလေးဘဝကိုပြန်မရောက်နိုင်တော့ပေါက်ဖူးတဲ့ဝက်ချံဖူးလေးတွေစီပြန်သွားလို့မရနိုင်တော့စိတ်ညစ်နေလို့ဘာထူးမှလဲပန်းတွေမပွင့်တော့ပေမဲ့လိပ်ပြာကလေးဒီတိုင်းရှိပါစေပေါ့လေအစင်မပြေသူလေးရေပေါ်ပါနေတဲ့အတောင်ပံတွေကောင်းကင်ကြောင်လေးလံရတယ်ဆိုလဲအရိုင်းတက်ကဘာတဲ့အသေးနှလုံးတွေကိုဆက်လက်ခုံမောင်းသွားရမှာပဲအောင်ဆန်းဖုံးစော်